Hello အားလုံးပဲမင်္ဂလာပါလီလီပါလီလီဒီနေ့မှာတော့ကျောက်ထုမာလီရဲ့ဒီနေ့ဒါအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ video လေးကိုစလိုက်ရအောင်။လီလီမနက်ခင်းမိုးလင်းတာနဲ့အပြင်ကျော်ဆန်နေပေါ့နော်။လီလီပြီးရနဲ့မျက်နှာတော့တစ်ပါမယ်ရှင်။လီလီပြီးရနဲ့ပေါ့နော်မရှိုးစပူးရေကိုရှိုးလိုက်ပါရှင်။ဒီနေ့ကကြာအတင်းရှိလို့ကြောက်ဆော့ဆော့သွားမှာပေါ့နော်။ဒါပေမဲ့လီလီကမြေတဲ့နောက်ကျနေပါတယ်။လီလီကကြောက်အတန်းကောင်းဆောင်တော့မဟုတ်ဘူးပေါ့နော်။လီလီဟိုဘက်နေ့ရောဒီနေ့ရောမနေ့ရောပုံထားရဲ့ဝတ်တွေကိုလျှော်ပါရဲ့ရှင်။လီလီတို့ဒီအဝတ်လျှော်ဆက်ကကြတော့လျှော်ပြီးရင်တစ်ခါရဲ့6ခံပြီးထားဖြစ်တဲ့အတွက်ကြောင့်တနေ့ကုန်ထားလို့ရတယ်ပေါ့နော်။လီလီအဝတ်စားလင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခန်းစီကိုပေးလိုက်တယ်ပေါ့နော်။လီလီတို့ယူနီဖောင်းလေးကိုပြပါမယ်။လီလီတို့ယူနီဖောင်းလေးကကြတော့အင်ကြီးလေးရောစကတ်လေးရောအနီလေးပေါ့နော်။ outfit လေးရမ်းမိုက်တယ်ပေါ့နော်။လီလီအပြင်ကိုကြည့်လိုက်တော့မိုးရှုပ်တော့မှရှိသေးရပေါ့နော်။အကျတော့လီလီအခုစပင်သွားလောက်ပါမယ်။လီလီမနက်ခင်းထားလိုက်တာလီလီမနက်ခင်း9 နာရီလောက်ထားလိုက်တာပေါ့နော်။လီပြရနဲ့လွယ်ကိုထားလိုက်ပါရှင်။စပင်သွားစီမယ်ပေါ့နော်လီလီတို့ကကြတော့ဖဲချိုးလေးတက်ရရပေါ့နော်ဒါပေမဲ့တချို့ရတော့မတက်ဘူးဒါပေမဲ့လီလီကတော့တက်တယ်ပေါ့နော်လီပြရနဲ့လွယ်အိတ်ကိုယူရပေါ့နော်လီလီစပင်စလိုက်တာခဏလေးရလီလီဖုံးကြည့်လိုက်တာကြာသွားတော့မနက်ခင်းစားတော့စားလို့မရတော့ဘူးပေါ့နော်လီလီကြောင်းသွားတော့မှာပါလီလီကကြတော့စပိန်နဲ့သွားရပေါ့နော်စပိန်နဲ့မြေရန်သွားရလီလီတို့ရဲ့ကြောင်းအုပ်ကြီးကကြတော့ကားစီးတာမကြိုက်ဘူးပေါ့နော်ကားစီးရတော့ဆိုင်ကယ်စီးရတော့မကြိုက်ဘူးအားကြောင့်မို့လီလီကရှိရှင်သွားရင်လည်းကြောင်းအမြဲနောက်ကျမှာမလို့လီလီကစပိန်နဲ့ပဲသွားတာပါလီလီကတော့စပိန်စီးရအရန်ကျွမ်းပါတယ်လီလီကကြတော့လီလီမိဘရရှိလားဆိုလီလီမိဘရအခုလီလီတို့အိမ်မှာမရှိဘူးပေါ့နော်လီလီမိဘရတက်အိမ်နေရလီလီကတက်အိမ်နေပါရှင်လီလီပြရနဲ့ဘီနာမှာဆိုင်ကယ်ရှိလားမရှိလားကိုစစ်လိုက်တယ်ပေါ့နော်ဆိုင်ကယ်မရှိဘူးဆိုတော့လီလီစထွက်လာခဲ့ပါရှင်လီကကြောင်းနဲ့ကတော့နီးနီးလေးပေါ့နော်ဒါမဲ့လမ်းရှာရင်တော့နည်းနည်းကြာပါတယ်လီတို့ရဲ့ကြောင်းကကြတော့နည်းနည်းလေးဟွာဖြစ်တယ်ပေါ့နော်ကြောင်းဆောင်ရရှိနေတော့အဆင်ပြေရလီပြရနဲ့စပိန်ကိုထိုးလိုက်ပါရဲ့စပိန်ထိုးပြီးဆိုလီတို့ခန်းထဲကိုသွားပါမယ်ရှင်လီတို့ခန်းထဲကသူရဲ့အကောင်တော့ဖော်ရွေရပေါ့နော်ဒါမဲ့တယောက်ပဲသူကကြတော့စကြဘူးပေါ့နော်လီလည်းစတော့ပါဒါမဲ့သူ့လောက်တော့မတော်ဘူးပေါ့နော်သူကကြစကြဘူးအရန်ရှည်ရယ်လီပြရနဲ့ကျောင်းထဲဝင်လာခဲ့ပါရှင်ကျောင်းထဲမှာကျတော့တော်တော်လူတွေများတယ်ပေါ့နော်တော်တော်ရောက်နေပြီလီကအခုမှကျောင်းထဲကိုရောက်တာသူတို့ကကြတော့စတင်ချိန်နေတောင်လုံနေပြီလားမသိဘူးပေါ့နော်အထီးကကောင်းတာလီတို့အခန်းထဲကလူတွေအကုန်လုံးအစောလာကြရပေါ့နော်ဟဲ့လီနဲ့ခုမှရောက်တာလားနောက်အေးဟုတ်တယ်ငါဒီနေ့အဲ့ရထားနောက်ကျသွားလို့ပြရနဲ့လီတို့ပေါ့နော်ဆ iam မကိုစောင့်နေလိုက်ပါတယ်ပြရနဲ့စာရေးပါတယ်တင်ပြီးတော့လီတို့ကျောင်းဆင်းချိန်တော့ရောက်သွားပြီပေါ့နော်ပြရနဲ့လီတို့ဒီကြပြန်တော့ပါမယ်ရှင်ဟွာလီတို့နဲ့ဖြစ်နေလို့ရှင်တောင်းမှမိုင်ကျောင်းသူကျောင်းသားရဲ့အရန်ပျော်ကြရပေါ့နော်ကျောင်းဆင်းချိန်ဆိုလို့ရှင်သူတို့စကားကြီးပြောပြီးတော့ပြေးရပါဒါပေမဲ့လီကတော့စိတ်ပူစရာမလိုပေါ့နော်လီကစပိန်ပါလေကျတော့သူတို့ထက်တောင်မြန်သေးရဲ့အခုကလီစပိန်နောက်ထွက်လာပြီပေါ့နော်လီတို့ကြားကြတော့3 နာရီမှဆင်းတာပေါ့နော်ဒါမဲ့လီကကျွရှင်နေပါရမရှိတော့လီကျွရှင်တန်းသွားစရာမလိုဘူးပေါ့နော်ပြရနဲ့လီစပိန်ပေါ်တက်လိုက်ပါတယ်လီပေါ့နော်ဒီကျောင်းပြင်ကိုထွက်တော့မှာပါတချို့တွေကကြတော့ကြောက်စင်းချိန်ဆိုအိမ်မပြန်မဲနဲ့ကာယလောက်တဲ့သူတွေရှိရပေါ့နော်ဘလုံးတောက်ကန်တဲ့သူတွေရှိပါတယ်အခုကတော်တော်လေးမှောင်နေပေါ့နော်လီကအရင်တော့ကကျွရှင်ရှိရဲဒါမဲ့ကျွရှင်ကူကမရှိတော့ဘူးပေါ့နော်ကျွရှင်ထွက်လိုက်တာပါအဆင်မပြေလို့ပါပြန်လီစပိန်ထိုးလိုက်တယ်ပေါ့နော်ဒီထဲမှာကြာစပိန်ထိုးရတာလွယ်
လီပီယာနဲ့အိမ်ထဲကိုဝင်လာခဲ့ပါတယ်ရှင်ဒီလီတို့ဆရာမကြီးကအရန်သဘောကောင်းနေပေါ့နော်သူတို့ကဒီကြောင်းမလာရင်လည်းတမိဘာဖြစ်တာလဲတားဘာဖြစ်တာလဲဆိုပြီးတော့မေးကြရပေါ့နော်ပြန်နဲ့လီလီအင်ကြီးလဲလိုက်ပါရှင်အင်ကြီးလဲပြီးတော့ပေါ့နော်လီလီတငယ်ချင်းနေနဲ့စကားပြောတာပေါ့နော်လီလီတခုပြောကြရှိသေးပါရှင်လီလီကအဲ့ဒါကြောင့်နေဒီအပုတ်လေးကိုတင်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့လီလီရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ရှင်အခုအတန်တော်တော်ဆိုးနေလဲတောင်းမှန်ပါတယ်ဒါဆိုဗီဒီယိုလေးကိုဆက်လိုက်ရအောင်လီလီတငယ်ချင်းနေနဲ့စကားဝအောင်ပြောပြီးတော့လီလီပတ်စံယူလိုက်တယ်ပေါ့နော်လီလီဘိုက်ဆာလာနဲ့ cherry ခတ်ကိုသွားစားဖို့ဆုံးဖြတ်လိုက်ပါတယ် cherry ခတ်ကအစားစာရရမ်းကောင်းတယ်ပေါ့နော်လီလီရမ်းကြိုက်ပါတယ်လီယာကြတော့အမြဲတမ်းပေါ့နော်ဒီလိုမျိုးကြောင်းပြန်လာပြီဆိုလို့ရှိရင်တငယ်ချင်းတွေနဲ့စကားပြောရဲဒါမှမဟုတ်ရင်အိမ်တန်ရှင်းလုပ်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ share ခတ်ကိုသွားစားနေကြပါတချို့ချိန်နေဆိုလို့ရှိရင်တော့လီလီကတမင်းဆိုင်နေမှာစားဖြစ်တယ်ပေါ့နော်လီလီကတော့ကားလေးနဲ့ပဲသွားပါမယ် share ခတ်နဲ့လီတို့အင်အားကြတော့နီးရပေါ့နော်ဒါပေမဲ့လီလီကဒီရှိချင်းမသွားချင်လို့လီကကားနဲ့ပဲသွားပါတယ်ဒီကြားဒါကမ်စီခိုင်းတာပေါ့နော်ဒီတိုင်းဆိုကားစီးလို့ရပါတယ်လီလီအဲ့လောက်ကြီးလည်းမငယ်တော့ဘူးဆိုတော့လေပြရနဲ့ကပ်ပါကင်မှာထိုးလိုက်ပါရှင်ဒီဆိုင်အားကြတော့ဇုံတွဲလာများရပေါ့နော်ဒါပေမဲ့တချို့လူတွေလည်းလာဒီနေ့ကကြလူနည်းနည်းပြတ်တယ်ပေါ့နော်ပြရနဲ့လီလီဆိုင်နဲ့ဝင်ခဲ့ပေါ့နော်ဆိုင်ထဲအမရလည်းအရန်သဘောကောင်းတယ်တခုကောင်းတာဆိုင်ထဲဝင်လိုက်တာနဲ့အေးပြီးတော့နတ်လီကတင်းနေရပဲလီကတော့ပီဇာပဲမှာခဲ့ပါတယ်သူတို့ဆိုင်အစားအကုန်လုံးအရန်စားလို့ကောင်းတယ်ပေါ့နော်ဒီကတော့ပီဇာကိုကြိုက်ဆုံးပါပဲပီဇာလေးကနူးဤပြီးတော့ပေါ့နော်အပေါ်ကအသားလေးကအပေါ်ကကျုပ်ချောင်းလေးအသားလေးကအရန်စားလို့ကောင်းတယ်ပေါ့နော်ဒီစားပြရနဲ့ပတ်စံတာရှင်းမယ်ပေါ့နော်လီပတ်စံရှင်းပြီးတော့အပြင်ထွက်လာခဲ့ပါတယ်လီအပြင်ဒီကားပါကင်ကိုတော့တော်တော်လေးတောင်မှောင်နေပေါ့နော်လီစားနည်းနည်းကြာသွားလို့ပါညလီကားကိုမောင်းပြီးထွက်လာခဲ့ပါတယ်ဒီပြရနဲ့အိမ်ကိုကားမောင်းထွက်လာခဲ့ပါတယ်ရှင်တခုပေါ့နော်မှားသွားတာပါလို့ရှင်လဲတောင်းမှမှာရှင်နောက်ကျော်အတန်းနည်းနည်းဖြစ်နေလဲတောင်းမှမှာလီကားကိုတေချာထိုးလိုက်တယ်ပေါ့နော်ကားကိုတေချာထိုးပြီးတော့ဒီအိမ်ထဲဝင်လာခဲ့ပါတယ်အိမ်ထဲဝင်တော့တာမှတော်တော်လေးကိုမှောင်နေပေါ့နော်အိမ်ထဲကိုဝင်ပြီးတော့ပတ်စံအိတ်ထားလိုက်ပါရှင်ပတ်စံအိတ်ထားပြီးတော့လီပါလာရဲ့ပတ်စံကိုစပွဲကုံနောက်တတ်ထားပါရှင်ပြီးတော့ကြောင်လေးခစ်တီကဘာမှမစားရသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အတွက်ကိုလီစားစာပြင်ပေးရမယ်ပေါ့နော်မပြင်ခင်မှလီဖဲချိုးဖြုတ်လိုက်အောင်မယ်ပြီးရနဲ့လီစပင်ကိုလည်းလုပ်ပြီးသွားတော့သူ့အတွက်အစားတော့ပြင်ပါပါသူကကြတော့ကြီးမြရဲ့ပေါ့နော်အသားပဲစားပါတယ်အဲကြောင့်မို့သူ့အတွက်ကိုအသားထုတ်ကတိတန့်ဝယ်ပေးရတယ်ပေါ့နော်ကြောင်စားတော့မစားဘူးသူကလေသူ့ကိုကျွေးပြီးရတယ်လီအရန်ပူလို့ဆိုပြီးတော့ရေရှိုးပါရှင်လီရေရှိုးရပေါ့နော်ရေလေးကအရန်အေးရပဲရန်ရှိုးလို့ကောင်းတယ်ပေါ့နော်အခုမြန်မာနိုင်ငံမှာပူတာနဲ့ဆိုကွက်တီပဲပေါ့နော်ဒီပြရနဲ့အပြင်ထွက်လာခဲ့ပါတယ်လီကတော့ညာရေးဝစ်စုံဝစ်လိုက်တယ်ပေါ့နော်ပြရနဲ့လီအိတ်တော့မအိတ်သေးဘူးပေါ့နော်ဒါပေမဲ့ညာရောက်နေဖြစ်လို့လီဒီခန်းစည်းတွေကိုပိတ်လိုက်ပါရှင်ခန်းစီကိုပိတ်မှာကိုလုံးကြုံတယ်လို့ထင်ရတာပေါ့နော်ပြီးရင်လီတငယ်ချင်းတွေနဲ့စကားပြောဖို့လိုင်းတက်လိုက်ပါအောင်မယ်ရှင်လီပေါ့နော်ပြောရလဲရမ်းကြသွားလို့လားမသိဘူးညောင်ကိုက်ပြီးတော့အိတ်ရှင်စိတ်ပေါက်လာလို့လီအိတ်လိုက်ပါပြီရှင်လီရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လီကိုအားပေးတဲ့သူတွေလည်းကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ဘိုင်ဘိုင်ပါ